မဟုတ်ပါဘူးအဲ့လိုတော့မဟုတ်ပါဘူးပတ်စံကတော့ဒီလိုပဲထပ်လိုက်တော့ရတယ်လည်းမဟုတ်ပါဘူးကျွန်တော်ကတော့ဘယ်လိုပြောမလဲပြီးတော့လည်းသုံးတဲ့ပတ်စံဘာမှလည်းမရှိပါဘူးအများကြီးများများပတ်စံမှမရှိတာခြေတာပြီးသုံးပါဘူးဗျာကျွန်တော်ကတော့300ရှိရင်သုံးလိုက်တာပဲဒါပေမဲ့ပေးစရာရှိရင်တော့ကျွန်တော်အမေပေါ့နော်အမေကိုကျွန်တော်ကအရင်ဆုံးကျွန်တော်ပေးရမယ်ပေးလိုက်တယ်ဒီဝိုင်းတော့ကျွန်တော်သုံးတဲ့ပတ်စံကတော့ကျွန်တော်မှအဲ့လိုချွေတာတာတွေမရှိပါဘူးကျွန်တော်အဲ့ဒီနေရာမှာသုံးလိုက်လို့ပြောတယ်ဆိုရင်သုံးလိုက်တာပဲအဲ့လိုမရှိပါဘူးကိုရရဲလားညတမီးတို့ပဲနဲ့နေရသေးရဒီပေါ့ကျွန်တော်အမေကတော့ဒါကျွန်တော်အားပါပေါ့ဘာပဲအမေဆိုလည်းလိုအပ်တာရှိတယ်လေပြီးတော့လည်းကျွန်တော်တို့အားလုံးလည်းဒီနေ့ဒီချိန်လေးပဲလေရဲကြည့်စောင့်ရှောက်တဲ့အမေဆိုတော့လည်းဒါရေးကြည့်ရတယ်နော်အားကြောင့်မလို့လည်းတို့လည်းရပါတယ်